ကြီးဖြစ်ရအောင်များဥဆောင်မှုရဲ့ပြုလုပ်ပြပါတော့ရောင်းကြောင်းကြတော်နဲ့ဘုန်းတော်ကြောင်းကြတော်ဟာဒီလိုတို့ဒီနဲ့လူတို့နေဥခိုက်စွာဥစွာဘုရားကျေးဇူးတင်ပါတယ်ဗျာဘုရားမြတ်စွာဘုရားကြီးတရားတော်များဖြစ်တဲ့ပဋ္ဌာန်းဒေသနာတော်ကြီးကိုရုပ်ဖတ်ပူဇော်ပေးပါတော့ဘုရားမှုတော်ဘာသာတော်ဖြစ်သူများသဘာဝကြီးကလည်းဒီလိုဒီနဲ့အထူးပဲကျေးဇူးတင်ဥခိုက်ပါတယ်ဗျာပဋ္ဌာန်းတော်ကြီးကိုကြွားတော့သိသိပေးပါတော့တက်တော်ကြီးကျေးဇူးတော်ဘုရားကြီးအပါအဝင်နာယကဆရာတော်ဘုရားကြီးများအားလုံးကိုလည်းတပည့်တော်အနေနဲ့ကျေးဇူးတင်ဥခိုက်ပါဗျာဘုရားတော်ကြီးပြည့်အောင်သူတမ်းပေးပါတော့လူရှင်လူမှာပဋ္ဌာန်းဒါယကာဒါယကမှာပေါ့သူ့အပေါင်းလို့ဆိုတဲ့အထူးပဲကျေးဇူးတင်ပြီးတော့မှအတန်းတွေကိုပြောပါပါခင်ဗျာဘုရားတော်ကြီးပြည့်အောင်များကုဏီပံကိုဆောင်ရွက်ပေးကြပါတော့နိုင်ကလူကြီးများကိုလည်းအထူးပဲကျေးဇူးတင်ကိုပြောပါပါခင်ဗျာဘုရားတော်ကြီးပြည့်အောင်ညီတော်များပါကုဏီဆောင်ရွက်ပေးတော့စွမ်းချက်စွမ်းရည်ချက်ပြုပေးကြတော့မျိုးသမီးတွေအဝိဇ္ဇာအဖွဲ့ကိုလည်းအထူးပဲကျေးဇူးတင်ကိုပြောပါပါခင်ဗျာဘုရားတော်ကြီးပြည့်အောင်ညီတော်များပါသံဃာဝေယဝိဇ္ဇာလောက်တယ်ပေးပါတော့အမျိုးသားဝေယဝိဇ္ဇာအဖွဲ့ကိုလည်းကျွန်တော်အနေနဲ့အထူးပဲကျေးဇူးတင်ကိုပြောပါပါခင်ဗျာယခုလိုမျိုးဘုရားကြီးကပထမဆုံးပြည့်စုံအောင်များအဖြစ်အမှန်အဒီဆောင်ရွက်ပေးကြအားလုံးကိုအထူးပဲကျေးဇူးတင်ပါကြောင်းပြောကြရင်တပည့်တော်တွေနဲ့ဒီလိုဆိုပါပါဗျာ